ကိုရီးယားတွေတရားဟောတဲ့အခါကိုရီးယားလူမျိုးတွေကဗမာတွေလို့တော့မဟုတ်ဘူးတို့လူမျိုးတွေကြတော့တရားဟောပင်တတိဆိုရင်လေဆရာတော်တွေရေစက်ချပေးတာနဲ့ဖဏတ်ကောက်ပြီးအိမ်ရောက်ပြေးတာများတယ်လေအိမ်ထွက်ပြေးမှဆိုလို့နော်ဖဏတ်ကိုအရာကောက်ပြီးတော့တို့တစ်ခါကျရင်ရည်စရာပြောရတယ်တို့လူမျိုးတွေကတစ်ခါဖဏတ်ချုပ်ကာကိုမတက်ဘူးလို့ဖဏတ်ပြောက်မှဆိုလို့လေဖဏတ်ပဲလူတွေမပြောနဲ့လို့တလောကတရားအစည်းအဝေးတစ်ပွဲသွားတာဆရာတော်ဖဏတ်တန်တန်လေးစီးသွားတာပြန်ထွက်လာတော့ဆရာတော်ဖဏတ်ပြောက်ငါဖဏတ်မရှိတော့ဖဏတ်ဆရာတော်ဖဏတ်မှားဆွတ်သွားပြီနဲ့တူတယ်ဆိုဘုန်းကြီးဖဏတ်ပြောက်တော့ဘသူဆွတ်ဘုန်းကြီးပဲဆွတ်သွားအခါကျတော့နောက်တစ်ပွဲကျတော့နိုင်ငံခြားသွားတဲ့အခါနဲ့ကြုံတော့လူတွေလည်းပါတော့အဲ့တရားဝဲလူစည်းဖဏတ်လေးစီးသွားပြန်လာတော့အဲ့ဖဏတ်ကအထွက်တော့မရှိတော့ဗျာလူစည်းဖဏတ်ပြောက်တော့ဘသူဆွတ်သွားဒါဆိုတို့တရားဖဏတ်ချုပ်ကကိုမတက်သေးဘူးဖြစ်နေဖဏတ်ကိုစိတ်ပချတဲ့ပြဿနာတွေများလားမများဘူးလားဒီပရိသတ်တွေထဲမှာဖဏတ်ကိုခုပြီးထိုင်ပြီးတရားနာတဲ့လူတွေများလားမများဘူးလားဒုက္ခပဲအဲ့ဖဏတ်လေးပျောက်ပြီးတော့အဲ့ဖဏတ်လေးဆွဲပြီးသေသွားရင်ဘယ်လိုလုပ်မလဲဖဏတ်ကိုပူနေရတဲ့ပြဿနာအတော်ဆိုးတယ်နော်အဲ့ဒါတို့ကဖဏတ်ချုပ်ကမတက်တော့ဖဏတ်ကိုစိုးရိမ်ပြီးတော့ဖဏတ်ကောက်ပြီးတော့အိမ်ရောက်အောင်ပြေးကြတာကိုရီးယားတွေကြတော့အဲ့လိုမဟုတ်ဘူးတရားပွဲပြီးတာနဲ့တနာရီဟောပြီး2နာရီအမေးဖြေလုပ်ပေးရတယ်သူတို့တွေအဲ့ဒါဒီတစ်ခေါက်တရားပွဲပြီးတော့ကိုရီးယားတက္ကမကြီးတယောက်ကလက်ညှိုးလေးထားမယ်ဆိုရင်ချီမွန်အစ္စယောတဲ့အရှင်ပြမေးစရာမေးခွန်းရှိပါတယ်ဖေဟာတဲ့မရောဘုစေယဘာမေးမလို့လဲလို့ကိုရီးယားလို့ပြောသူကဘာပြောလဲဆိုရင်저는 옛날에 미얀마의 자꾸 왔다 갔다 하고 있었는데 스님 만나본 적이 없었어요. 이제야 한국에 와서 스님 만나뵙게 되고 스님 법문도 듣게 되었어요. 그때 만나지 않고 지금만 만나뵙게 되는 것은 왜 그렇습니까? 코리아 대학마의 아이미고리미 밤이라. သူတို့သိတယ်မလို့ဟိုဘက်မှာယောဂီဝိစုံနေနဲ့ခေါင်းတညိမ့်ညိမ့်ဆိုတော့ကိုရီးယားတွေတော်တော်ကျွမ်းနေတဲ့တူတယ်လို့သူတို့ကခေါင်းတညိမ့်ညိမ့်ဆိုငါနားလဲတယ်မှတ်လို့လေအပိတာနားမလဲဘူးနော်ဘာပြောတယ်လဲဆိုစွန်းနင်းဆိုတာအရှင်ဘုရားတဲ့ဂျွန်နွန်ရဲ့နာတယ်မြန်မာရဲ့ဂျာကုဝတ္တကတဟာကိုအစ္စနန်တဲ့စွန်းနင်းမာနာပုံကြကြီး obsessor အရှင်ဘုရားတဲ့တပည့်တော်ကအရင်တော့မြန်မာပြည်ကိုခဏခဏသွားလိုက်လာလိုက်လုပ်နေတာဘုရားတဲ့အရှင်ဘုရားနဲ့မစုံခဲ့ရဘူးဘုရားတဲ့이제야 한국에 와서 스님 만나뵙게 되고 스님 법문도 듣게 되었어요. 그마베 코리아만 라비도 신비안에 송야래 신비아의 대야고래 나유군야래 배야래 그때 만나지 않고 지금만 만나뵙게 되는 것은 왜 그렇습니까? 카나가나 또알라이 라라이노 송구미야베네 그마 코리아 자마 라송야라 바장말레 배야래 뜻뼈라리 또알라이 라라이로는 뭐뚜야베네 그마 꽃နိုင်ငံမှာလာပြီးဆုံရတာဘာကြောင့်လဲဗျာလို့အဲ့မိကုံလေးမေးတာရှင်းသွားပြီလားနော်ဗမာလိုပြောလို့ရှင်းသွားတယ်အဲ့ဒါနဲ့သူ့ပြန်ပြောဘိုးစာလင်းအင်းညောင်းကြည်ရနုကိုရှိတဲကသွဲရအင်းညောင်းတို့သွဲစုအတာပြောပြဘိုးစာလင်းဆိုကိုရီးယားလိုတက္ကမယူဘိုးစာလင်းလို့ခေါ်တယ်ဘာလင်းလို့ခေါ်တယ်ဘိုးစာလင်းဘူရီကိုစာနေတဲ့လင်းနေဆိုဘိုးကတော်တွေကိုပြောတာနေမှာပေါ့နော်ဘိုးစာလင်းဆိုတာတက္ကမယူပြောတာတခါကြီးတွေကြတော့ဂောစာနင်လို့ခေါ်တယ်ကိုရီးယားလိုဂောစာနင်ဆိုဆရာတော်ကိုရီးယားစာသင်တော့မှတ်မိလွယ်အောင်ဂောစာနင်ကမှားခက်ပါစကွင်းစာကိုမင်းနဲ့ခောစာနင်လို့မှတ်တာသူများပြစ်တဲ့ခောစာတွေမဟာတရားစားပြီးနင်းအဲ့ဒါတခါကြီးတွေပဲခောစာနင်တာလေခောစာပြစ်တယ်ဆိုကြားဘူးလားခောစာတွေနင်အမှန်တော့ဂောစာနင်ဆိုဂောစာနင်ဆိုတာတခါကြီးကိုပြောတာအဲ့ဒါဘိုးစာလင်းတက္ကမကြီးရေတို့အင်းညောင်းဣရနုကိုရှိတဲကသွဲရအင်းညောင်းတို့သွဲစုအတာအင်းညောင်းဆိုပဋ္ဌာန်းဆက်ကိုပြောတာပဋ္ဌာန်းဆက်ဆိုတာအချိန်တန်မှစုံရတယ်အချိန်တန်မှကြုံရတယ်လို့တဲကသွဲကြည်အနမြောင်းအင်းညောင်းတို့သွဲစု observe အချိန်မတန်သေးစုံခွင့်မရဘူးကြုံခွင့်မရဘူးလို့ဤကျေယဥရိတို့တဲကသွဲနှုံကိုကတ်ထားယောအခုမှပဲဆရာတော်နဲ့တက္ကမကြီးနဲ့အကြောင်းကျိုးညီလို့စုံခွင့်ရတဲ့သဘောပဲနေမှာပေါ့လို့အရင်တော့မစုံပဲအခုမှစုံတာအခုမှအကြောင်းကျိုးညီတာကိုလို့အဲ့လိုပြောလိုက်တော့ခရောစမနီကအဲ့လူလာဗျာတဲ့ခရုံးကိုကတ်ထားယော
အဲ့လိုပဲထင်ပါတယ်ဗျာတဲ့ကြောင်းကျိုးညီမအချိန်တန်မှဆုံရတယ်ဆိုတာလေးလေကိုရီးယားတက္ကမကြီးပြောတာလေးသွားတိတရားဒီပရိသတ်တွေတောင်ကြီးနားနဲ့အနိတဝိုက်ကဒကာရမတွေဆရာတော်တရားဟောလာနှစ်20ကျော်ကြပြီလေအခုမှဒီပရိသတ်တွေဒီနေရာမှာဒီလိုလေးလာဆုံခွင့်ရအော်ဤကျေယဥရိတုတဲကတွင်နှုံကတ်ထာယောအခုမှပဲတို့ကဆုံခွင့်ရတာကြုံခွင့်ရတာမဟုတ်လားမှန်လားမမှန်ဘူးလားအော်တက္ကမကြီးတော်နင်းဝေလည်းအခုမှပဲအရှင်လက်လက်မြင်ရတာလေစုံခွင့်ရဆရာတော်ကလည်းအခုမှတပြည့်တော့အရှင်လက်လက်ဖူးခွင့်ရတာပါဗျာတဲ့တချို့တက္ကကြီးအရှင်လက်လက်ဆိုငါပြန်တော်မူသွားလို့လားမဟုတ်ပါဘူးဗျာတဲ့အရင်တော့ဖုံးနေပါပဲနာခွင့်ရအခုမှအနိကဖူးခွင့်ကြုံခွင့်ရတာအော်ဤကျေယဥရိတုတဲကတွင်နှုံကကတ်ထာယောအခုမှပဲတို့လည်းအစုံခွင့်ရတာအကြောင်းကျိုးညီတာဆိုတော့စုံမဲ့စုံတော့လည်းပဲဂျင်းတဲ့ချက်ထဲကြမှာလာစုံရတယ်လို့တခါလေးဂျင်းတဲ့ချက်ထဲမှာစုံရတယ်ဘယ်ထဲမှာစုံอ่ะဂျင်းတဲ့ချက်ထဲဆိုတာဘာပြောလဲကြောင်ပိတ်မိနေတာကိုပြောတာလှုပ်မရဘူးလေဂျင်းတဲ့ချက်မှန်လားမမှန်ဘူးလားအခုလဲဒီမှာတရားဝဲသွားတယ်စီရီယာပြတ်တောင်းပြီးတို့လဲဒီမှာစီအထည့်ပေးလိုက်မယ်ဆိုတော့နည်းနည်းလေးကားကိုစီချွေတာပြီးမောင်းပြီးတရားအပြန်သူတို့ထည့်ပေးလိုက်မထည့်ပေးတော့တော်သေးတယ်မဟုတ်ဣပိကာတစီငှားလာမှာလीအဲ့တော့တချို့နေရာတွေကျတော့ဘုန်းကြီးကားစီလို့ထည့်ပေးပါတယ်3000ပဲရမယ်ဗျာတဲ့3000ပို့ပဲ9000ပို့ပဲရမှာတို့ကအင်ဂျင်ပါဝါကြီးတော့အဲ့လောက်နဲ့မရဘူးဆိုတော့တို့ကဘာလုပ်ရဆိုကျောင်းသားတွေကပြော3000ပဲသူတို့ကမထည့်ပေးဘူးဒါနဲ့ဆရာတော်နောက်ကရှိတော့မှန်လေးချပြီးတော့အဲ့ဒါကလေးမလေးပတ်ကင်တဲ့ကလေးမသမီးလို့ဖုံဖုံတိလားဆိုအဲ့ဒါလက်ဦးလေးကျဖုံဖုံတိတယ်ဗျာတဲ့ကိုရီးယားဆိုတော့တပည့်တော့ TikTok မှာနားရတယ်ဗျာဖုံဖုံတိလားလို့တိပါတယ်ဗျာတဲ့တိရင်စီလေးပို့ထည့်ပေးပါတိလားအရင်မေးရတယ်တိပါတယ်ဗျာတဲ့တိရင်စီလေးပို့ထည့်ပေးပါလို့တိတော့အဆင်ပြေတယ်မန်နေဂျာသွားပြောမယ်ဗျာဆိုအဲ့ဒါနောက်တက်9000ပို့တယ်3သိန်းပို့ရတယ်လေတိရင်မတိရင်3000ပဲရမယ်နော်တိတော့ဘယ်လောက်လဲအေးတသိန်းပိုးရတယ်ဆိုမတိမသားတဲ့သိရင်တာတာရရတဲ့ဗမာစကားရှိတယ်လေမသိရင်ပါတယ်လို့မသားပေါ်ပြီးတာမှတ်ပြီးတော့မယုံအုပ်ကြီးသွားလက်မှတ်ထိုးမသိရင်တွတ်စောပြီးတာမှတ်တော့သိလို့တော့လာစရာမလိုဘူးလေဩဂျင်းတဲ့ချက်ထဲရောက်နေတယ်ဆိုတာမှန်လားမမှန်ဘူးလားစုံမဲ့စုံတော့လဲဂျင်းတဲ့ချက်ထဲမှာစုံရတယ်လို့လူငယ်လေးတွေပြောတဲ့စကားနဲ့ပြောရင်သွားရှုပ်လို့မရဘူးသူဟာနဲ့သူရှုပ်နေတာနော်နော်တို့ပြောတဲ့စကားပါနော်ဗါတယ်လေသွားရှုပ်လို့မရဘူးသူ့ဟာနဲ့သူရှုပ်နေတာဆိုဘယ်သူ့ကိုပြောမှလည်းမသိပါဘူးနော်အဲ့ဒါတွေတော့ထားလိုက်တော့ပြိဿစုံမဲ့စုံတော့လေဂျင်းတဲ့ချက်ထဲမှာလာစုံရတယ်လို့